ရောဒီပစံနဲ့မင်းမဲယူလိုက်တော့ဟောရဖို့ချင်းပင်ရတယ် အစီမဟုတ်သေးဘူးထင်တယ်နော်အစီစိန်မအောင်ပတ်စံတော့ပြန်အပ်တဲ့နေ ဘာကိစ္စမိန်းမကိုပတ်စံအပ်မှာလဲကွာဟဲ့အောင်အကျင့်ပါတယ်နော်မအပ်ဘူးကွာမိန်းမဆိုတဲ့အမျိုးပါလေယောက်ျားတွေရဲ့ပတ်စံဆိုလို့ရှိရင်လုံးဝကြက်ရည်တော့ပဲ ဘာလဲအစီကြည့်ရတော့ ဟာကြက်ဆိုရင်ဖက်နှက်စီးတဲ့ကြက်ကောမစီးတဲ့ကြက်ကောအလွတ်မပေးတဲ့မင်းอ่ะဒါလေးတော့နားမလဲဘူးလား နှိမ်မြန်ပြီအစီရဲ့မသိလို့မေးတာပါ အေးမသိဘူးဆိုရင်လည်းပြောပြမယ်နော်ကြက်ဆိုတဲ့အမျိုးကရေတောက်ပြီးရင်သေးပေါက်လား မတော့ဘူးလေ အဲ့လိုပဲဗောမိန်းမဆိုတဲ့အမျိုးကလေသူတို့စီကိုပတ်စံရောက်သွားပြီဆိုလို့ရှိရင်ကြက်ရည်တောက်တယ်လို့မျိုးပဲနော်ဘယ်တော့မှအထွက်ဆိုတာမရှိဘူးကွာမှတ်တာ ဒီစကားကျွန်တော်မေးတင်မမေးတင်စဉ်းစားနေဒါနဲ့ဆရာတပည့်နှစ်ယောက်တည်းရှိလို့မေးလိုက်တော့မယ်အစီမထူတော့ပါဘူးအစီလေအစီမိမစိန်မအောင်မကင်ဘူးလား ငါမကင်ပါဘူး ဘာလို့ ငါအစိမ့်စားတာ မငြီးဘူးလား နည်းနည်းတော့ညှိတာဗောဒါပေမဲ့ငါရင်းနေ အစီလုံးချလိုက်ပြန်ပြီ